ကျွန်တော်တို့တွေမြစ်တာရွာမှာကြိုက်လေးလျံဖျားကိုပူပြီးတဲ့နောက်ကိုချဲပူတာဆက်ပြီးတော့ထွက်ခွာလာတာ။လမ်းကတော့ကောင်းတယ်လေစိုးတော့ပုံနဲ့ဒီအားရပါရဲ့ဥစားခဲ့ကြပါခုချိန်ကြီးရတော့ဘယ်ခမဲရွာတော့နော်လမ်းမြေသားလမ်းဖြစ်သွားပါဒီပေါ်တက်နေဒါလမ်းပေါ်ရောက်ပါပြီဒီမှာပြောနေကြ你给压了。ရှေ့မှာချောင်းကူတရားတစ်ခုရှိတယ်ချောင်းကူတရားကိုတယောက်ကသွားကြည့်ဦးမေရဦးတော့အကြောင်းပြန်တဲ့အတွက်ကျွန်တော်တို့တွေလှည့်ပြန်ပြီးဖဲခမဲဘက်ကသွားဖို့စီစဉ်ခဲ့ကြပါလေဖဲခမဲရွာကတော့မြေသားလမ်းပဲဖြစ်ပါတယ်ရွာတောက်လျှောက်မှာကတော့မစိုးပေမဲ့ရှေ့ကရောက်သွားတဲ့အခါငါးကန်နာကတော့တော်နေရခက်ပါတယ်ဒီလိုနဲ့ပဲဆက်နေလာခဲ့ကြတဲ့အခါကျွန်တော်တို့တွေယထာလမ်းပေါ်တက်ဖို့ကြိုးစားကြပါလေကျွန်တော်ကတော့ပတ်ဝန်းကျင်လေးလာရင်တရားအောက်တည်ရှေးဟောင်းတရားဆိုတော့လေးလာခဲ့ကြပါတွန်းတက်ကြပါလေတရားကတော့တစ်ဖက်ကရှေးဟောင်းတရားဖြစ်ပါတယ်။ပေါင်း100ကျော်ပြီလို့လည်းပြရပါတယ်။နောက်ဆုံးမှအပေါ်တက်ဖြစ်ပါလေ။ရောင်းနေပါရောင်းနေတယ်ရောင်းနေဘောနတဲ့အောင်မြင်စွာနဲ့ရောက်ခဲ့ပါပြီလမ်းမလို့တခါလမ်းပြန်လှည့်ရပါတယ်စိတ်တက်မရလမ်းကိုဒီကသွားလို့ရဘယ်ကောင်းမှာဟုတ်ရပြရတယ်ရသွားလို့ကစုံသားရဲ့ဆက်သွားတယ်စုံသားဆက်သွားတယ်ဟုတ်ဂျုံရရတယ်ဟုတ်အဲ့လိုရလက်ကမရဘူးလက်မယ်ကျေးဇူးပါနော်ဟုတ်ကိုချဲပူတာရောက်ပါပြီဟုတ်တယ်ခဲပါများစွာကျော်လေးတယောက်ပါရင်တော့ဖလက်ကျွတ်ပါဒီဘူတာကနေရှေ့ကိုဆက်သွားမယ်ဆိုရင်ဘုန်းကြီးဘူတာကိုရောက်ပါလေဘုန်းကြီးဘူတာကိုအောက်မှာမြင်နေရတဲ့မင်္ဂလိလမ်းလိုင်းတိုင်းဆက်သွားလို့ရပါမယ်အဲဘူတာကိုသွားဖို့
ကျွန်တော်တို့ထုံကြီးပူတာကိုဆက်မသွားတော့ပဲပြန်ခဲ့ကြပါတယ်ပြန်ဖို့ဖြက်လန်းကိုမေးတဲ့အခါကျတော့လေလာလန်းတိုင်းပြန်မှရောက်တယ်ဆိုတော့ကျွန်တော်တို့လာလန်းတိုင်းပြန်ခဲ့ကြပါတယ်ပြန်ပြီပြောမတို့သွားနိုင်မို့ဒီပတ်ချလေးတော့သွားနေတာနော်လိုက်လို့မျိုးရကဲအားလုံးဟုတ်ကဲ့ဘာနဲ့90ကျော်ပါကျွန်တော်60ကျော်ရှာထွက်နေကျေးဇူးတင်ပါတယ်ဆက်စီးနေမှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စီးပွားလည်းစူးစမ်းနေတာကျေးဇူးပါတော့အေးရောပြီးပါဒီပါလေးပြည့်ဒီရပဲပြန်လာဟုတ်ဒီကပြန်လာရင်ဟိုနင်းဝင်လိုက်တာဒီနားမှာလေမြစ်တာမှာဘုရားတည်းဝင်ပြီဟာတည်းကြီးတွေကောက်လာတယ်ဒီလေးတွေပါနေတိုက်ဟုတ်တယ်ဒီမဲ့ပေါ်ကြီးလာခဲ့တဲ့ဖားတဲ့လာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါပဲဟုတ်ပါတိတ်တွေ့သွားရမတွေ့တော့ဘူးနောက်မှနေပြီးတော့စီးကြမှာဟုတ်ကဲ့ပါလိုက်ဖို့ပြောထားတယ်ကိုထုံးတော့ပြန်လာမှတွေ့ဝမ်းကန်တာဆက်တယ်ရမှာကိုင်းနေကျွန်တော်နည်းနည်းကောက်လာ80ကျော်ပါတရားမသွားနေနေပါ